အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့နေ့စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော်တို့ Mate 2 NB9 ဆိုင်တွေအတွက် design PSC file တွေအများကြီးရှိတဲ့ထဲကပါဒီရဲ့ design လေးတွေကတော့ကျွန်တော်တို့ရက်တောင် design လေးတွေဖြစ်ပါတယ်ကျွန်တော်တို့အလူတဲ့အခါမှာအလူကိုလာပြီးတော့မှလက်ဖွဲ့အဲ့လိုမျိုးကူကြတဲ့အလူကူတာပေါ့နော်လက်ဖွဲ့နဲ့တောင်မားနေအလူကူတဲ့တူတွေကိုကျွန်တော်တို့ကဒါလက်ဆောင်အနေနဲ့ကျွန်တော်တို့ပြန်ပေးတဲ့ဒါရက်တောင်မျိုးတွေရက်တောင်တွေမှာသုံးမဲ့ဒါမျိုး design PSC file တွေကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအများကြီးဆိုမှအများကြီးရှိပါတယ်ဒါတွေကတော့ဒါကျွန်တော်တို့ကစာသားတွေကိုကိုယ်တိုင်စိတ်ကြိုက်ပြန်ပြင်ပြီးတော့သုံးလို့ရတဲ့ design PSC file တွေဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာစာသားတွေကိုယ်တိုင်စိတ်ကြိုက်တာမျိုးနေရာရက်စရွှေ့ပြောင်းလုပ်ပြီးတော့မှစိတ်ကြိုက်ပြန်ပြင်ပြီးတော့သုံးလို့ရတဲ့ design PSD file တွေဖြစ်ပါတယ်ပေါ့နော်ဒီမှာဒါဖြူမဲ color လေးတွေရှိပါတယ်တချို့ကလာပြီးမေးကြတယ်ပေါ့နော် file ရှင်နေလားပေါ့ file ရှင်နေပါလို့ကျွန်တော်ဒီနေရာမှာပဲကျွန်တော်တက်တည်ပြလိုက်ပါတယ်ပေါ့နော်ဒီမှာ file ရှင်နေပါပေါ့နော်ဟုတ်ကဲ့ပါဒါမျိုး design တွေလိုချင်တယ်ဆိုရင်ကျွန်တော်ဒီမှာအများကြီးရှိပါတယ်ဒါကတော့ကျွန်တော် Photoshop မှာကောင်းလို့ရ design လေးတွေကိုရွေးချယ်ပြီးတော့ပြပေးထားတာပါဒီမှာဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီမှာရက်တောင် design တွေအများကြီးရှိပါတယ်ဒီမှာ design 1 2ဆိုပြီးတော့ခွဲထားတယ်ဒီအောင်လို့ဆိုရန်လာဒီ design လေးဆိုထပ်ဖွင့်လိုက်အောင်ပဲထပ်ဖွင့်ပြပေးမယ်ဒီ design ဆိုတော့လုံးဝဒါ share လေးပဲဒီမှာရက်တောင်နောက်မှာ design လေးကလုံးဝတော်ကိုလှဒီ design ဆိုလို့ရှိရင်เนาะဒါမျိုးလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဆွဲထားတဲ့ design ဒီ design ကျွန်တော်2012လောက်ကနေစကျွန်တော်တို့ဒီ design တွေကိုဆွဲထားတာပေါ့နော်ဟုတ်ကဲ့ပါဒီ design တွေလိုချင်တယ်ဆိုရင်ကျွန်တော်ဒီမှာရှိပါတယ်ဒါရက်တောင်လုပ်ငန်းရက်တောင်နဲ့ဖိတ်စာလုပ်ငန်းသမားတွေအတွက်ဖိတ်စာဆိုလို့ရှိရင်လည်းမျိုးစုံအောင်ရှိတယ်မင်္ဂလာဆောင်အလူအသားရည်နာရေးအကုန်ရှိပါတယ် Mate 2 B9 သမားတွေအတွက်လည်းကျွန်တော်တို့ဒီတက်ပုံစရာတွေအတွက်လည်း design တွေရှိသလို Mate 2 B9 သမားတွေအတွက်လည်းတက်ပုံစရာတွေအတွက်တွေရောအကုန်လုံးရှိပါတယ်လူဝက်ပုံတွေဖုန်းကြီးဝက်ပုံတွေဝက်တက်ပုံတွေမင်္ဂလာဆောင်အလူဖိတ်အဲ့လိုမျိုးဝက်ပုံတွေအစအကုန်ရှိပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်